အားလုံးပဲမင်္ဂလာပါ minus infinity to plus infinity page ကပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အတိမြန်မာမောင်လေးတယောက်ကဘွဲယူတဲ့အခမ်းအနားလေးကိုသူနဲ့တွားရောက်တွေ့ဆုံရင်းနဲ့ဒီ Christmas ပွဲကင်းလေးအစလုပ်နေတာလေးကိုရိုက်လာခဲ့တယ်ပေါ့နော်သူကတကယ်တော့မောင်လေးဆိုမှစီနေရပါဒီနှစ်ပွဲရတာပေါ့နော်မင်းထောက်ထဲရိုက်ပေးရမယ်ဘာလို့ပါလဲ graduation ပါလို့ဒီဘက်လေလားဘလို့ခံစားရလဲပို့ပြီးတော့ဘဝကြီးကပိုခက်ခဲတော့မယ်ဆိုခံစားလုပ်ပြီးရှားတော့မယ်ခုဗီဒီယိုမနေကြောက်တာတက်ကြမှာမဟုတ်ဘူးဒီလေးရှင်းပြရမှာအခုလိုစီနီယာရဲ့အားပေးစကားတန်နေကြားပြီးတဲ့နောက်မှာတော့ဘွဲကင်းနဲ့သွားလဲပြီးတော့ပဲအားယူကိုဆုံးဖြတ်လိုက်ပါတယ်ဘာစားကျင်သေးလဲOh my gosh, candy မျိုးစုံ candy ဟိုဘက်မှာတော့အခြားရဟတ်ကြီးရှိပါတယ်ဒီနားကနေလှမ်းပြမယ်အဲ့ရတော့မှာပါအကျိုးကာလရှက်ဖီးမြို့မှာရှက်ဖီးစီးတီးစင်တာမှာပေါ့ Christmas ပွဲကင်းလောက်တာပါပွဲစီတန်းကြီးပေါ့နော်ဒီထားရာသီဥတုဘယ်လောက်ရှိလဲပြောလားရာသီဥတုတော့လက်ရှိမှာ3ဒီဂရီပါစကားသာပြောတာမျက်နှာရှိလို့ရှိမှမသိဘူးဒါအငွေတွေထွက်နေပြီဟုတ်လားဟုတ်တယ်ကိုရီးယားကရလို့အငွေတွေထွက်နေပြီတော်ရိုက်ပြတဲ့ဘက်အချမ်းက City Center Far Gate ခေါ်တယ် City Center ဘက်အချမ်းပေါ့ဒါကျတော့ Wet Market ရှိတဲ့ Mall Market ဘက်အချမ်းပါအရှိရနေတော့ဒီပွဲကလေးမှာပဲဒီ Alpine ဘာအကြီးရ3နေရရှိတယ်ဘာကြိုက်တဲ့လူတွေဆိုလို့ရှိရင်3နေရကြောင်းထိုင်လို့Yes
ချားစီးကျင်တဲ့လူရှိတာချားစီးကျင်တဲ့ ကေးလို့မသိနိုင် ချားစီးကျင်တဲ့လူရှိ အခုလိုစဉ်းစားကြည့်တော့တို့မြန်မာနိုင်ငံမှာဆိုလဲဘာပွဲသေးလို့ချားအတေးကနေကြီးလို့ချားစီးကြတယ်ချားရဟတ်ပါတယ်လေနော်အဲ့ဒါအင်္ဂလိပ်လောက်ခဲ့တဲ့ဟာလားမသိဘူး ဒါပဲတို့မြန်မာနိုင်ငံဆိုတော့သူကမင်းတို့ဒီမှာဘူးပေါ့နော်ဒီမှာကြာအင်ဂျင်နေနဲ့မော်တာနဲ့မောင်းတာ အနာကမှ မြန်မာနိုင်ငံမှာလူနဲ့မောင်းတာလေ ဟိုကတလေးခံမှာတော့ဆက်နေပါ อืม ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်တတ်တာပါ